ဟုတ်ပါဒူးနီးစားချင်တာနော်ဒူးနီးပဲစားချင်တာနော်နော် နိမိတွေ့နှိကိုနှိပ်စက်တာနဲတောင်နေသည်အဆင်မပြေဘူးလား ဒီရက်ပိုင်းနဲ့ဆင်မပြေဘူး ဒါဆိုဒါလေးစကြည့်လိုက်အကုန်စင်ပြေသွားမှာ အန်တီလား ဟုတ်တယ်တခါကြိုက်လိုက်နေတဲ့အကုန်စင်ပြေသွားမှာ ပန်တီကအကျွတ်တီလား ဟုတ်တယ်အကျစ်သည် ဒီတိုင်းမစားတတ်ဘူးနည်းနည်းတော့ခွဲပေးလို့ရလား ခွဲပြီးရင်စားမလား ခွဲပြီးစားမယ်လေ ဒါဆိုခွဲပြီးမယ်လေရော့ဒီမှာခွဲပြီးပြီစားလို့ရပြီ မစားချင်တော့ ဘာလို့လဲ ပန်တီမစားချင်ဘူးဒူးနီးပဲစားချင်တာစားလိုက်လို့ရှိရင်စိတ်အဆင်ပြေတော့မဲ့ဒူးနီးလေးမကြွေးချင်ဘူးလား မဟုတ်ဘူးလေပန်းတီးစားလိုက်အကုန်စင်ပြေသွားမှာအဲ့ကြမှာဒွင်းဒီကြိုက်တဲ့လောက်စားလို့ရတယ် မဲရှင်ရဆုံးမဆိုတာကျမမသိရကြလို့ကျမအလှဆုံးမလို့ရှင်ကျမတို့ဒီစိတ်ပန်းတီကိုကြွေးချင်နေရမလား ဘလို့တည်ရလဲ ဟုတ်ပါဒူးနီးစားချင်တာနော်ဒူးနီးပဲစားချင်တာနော်နော် ဒွင်းဒီကျွေးရင်တကယ်စားမလား စားမယ် ဒါဆိုကျွေးမယ်လေရော့ ဒူးနီးလည်းမဟုတ်ဘူး ဒွင်းဒီခစ်ကကုန်ပြီရဲ့စပစ်တီပဲရလာခဲ့တယ် ဘာမှလည်းမဆိုင် စားတာစားလိုက်စမ်းပါ ကဲပေးဟိုနည်းနည်းတော့စားပါလားရှင်းစားကြည့်နေမနေတတ်ဘူးအားနာလို့ မဟုတ်ဘူးလေငါတေးရမှာမဟုတ်ဘူးလေနင်တေးရမှာ အော်ဟုတ်တာပဲနော်နေရတယ်ပူလိုက်တာစားချင်စိတ်တောင်ပြောက်တယ် အဲ့ကုန်းဖွင့်ပေးမယ်ဟုတ်ပြီလား မင်းမအောင်လေ အေးစက်ကနေဆိုလာတက်ပြီးဖွင့်ပေးမယ် အဲ့ဆိုခုတက်ပြီ စားပြင်တက်ပေးမယ်စားလိုက် စားပြီးရင်တေးပြီလေဘာမှမသိတော့တဲ့ဥစ္စာကို မပူအောင်ရက်ခတ်ပေးမယ်ဟုတ်ပြီလားစားလိုက် စပီတီတော့မစားချင်တော့စပီတီဖြော်ရီတောက်ချင်တယ်နေရာဒီနဲ့ဆိုရင်ကွက်တိဖြစ်နေမှာ နိမိတွေ့နှိကိုနှိပ်စက်တာနဲတောင်နေသည်ဒီလောက်ချင်းညာဒီနေ့ရမယ်မင်းသားရဲ့ဘွားတော့တွေ့ရစရာပဲအေးပေးငါပဲစားတော့ ဆုံးမကြီးကိုခေါ်လို့မရတော့ဘူးတေးသွားရမသိဘူး